ထိန်မုံတွေမရက်ကြသေးပါလားအရှက်တွေမဲ့အသီးတရားမရှိသေရင်မသွားကြမှာလဲစဉ်းစားကြည့်ဘာမှမတည်မြဲတဲ့လူလောကတယောက်နဲ့တယောက်အမုန်းတွေပွားမာနတွေပြင်းနေကြခဏတာရောက်ရှိလူဘဝသင်တဲ့ဘောရှိတာဘာလို့ပြီးပြီလဲစဉ်းစားကြည့်အရှက်တွေမဲ့အသီးတရားမရှိသေရင်မသွားကြမှာလဲစဉ်းစားကြည့်